တယ်ကျွန်တော်ကပါတီဘာပတိဖြစ်တဲ့ခါကျတော့ပါတီလေးလုပ်ငန်းတွေလည်းခဲခဲဝင်မှာလာတော့ကြာပြီနောက်ပြီးတော့စိုးရနယ်လည်းမဆိုင်တော့စိုးရလုပ်ငန်းတွေမှာလည်းပြောရဆိုတော့ပါတယ်ဒါကြောင့်မလို့တရားရည်ဒီထိုင်တော့နောက်ပိုင်းမှာကျွန်တော်အင်တာဗျူးတွေလုပ်ဖြစ်တော့ဒါတစ်ချက်နောက်တစ်ချက်အခုကတော့လုံးလုံးမဖြစ်တော့ဒါနိုင်ငံရေးခဏကကျွန်တော်နိုင်ငံရင်းဌာနတစ်ခုကြီးတဲ့အခါမှာနိုင်ငံကဥဝင်းမြင့်နဲ့တောင်ဆန်းစီထိန်းသိမ်းသွားပြီဆိုတဲ့တဲ့ပါတီကောင်းကြောင်သူထိန်းသိမ်းသွားပြီဆိုတဲ့တဲ့ပါတယ်အဲ့တော့ကျွန်တော်လည်းပါတီတပါတီဖြစ်ပြီးပြောစရာရှိတာပြောမှမလို့ပြောရတဲ့ခါမှာအခုဒီပြောတဲ့ကြောင်မလို့ကျွန်တော်မကြမ်းခင်ငါကောင်းဖို့ပြရတယ်အဲ့တော့ခင်ဗျတို့ကျုပ်ကခုလိုတွေ့တာအမှန်တန်ကောင်းတဲ့အောင်ပြီဒါတစ်ချက်အခုကတော့တရားဝင်ဆိုတော့ဒီလူလူကနေမန်ဒေးပေးထားတဲ့ဒီလူလူကနေရွေးချယ်ထားတဲ့ပုဂ္ဂိုလ်တမန်တော်ဥပဒေနဲ့နိုင်ငံတော်ဆန်းစစ်ကြည့်ခလိုက်ပြီးဆိုတဲ့နေရာကိုကြုံမင်းမင်းအောင်လည်းမထူးစားခင်ပါမထူးစားခင်ပါတနာလည်းတနာပါသူကတော့အာဏာနဲ့သူ့ရဲ့ personal ambition သူ့ရဲ့ကိုယ်ကိုယ်ကဆန္ဒတွေဦးစားပေးလို့တဲ့ခါမှာနိုင်ငံအတွက်မပါဘူးဆိုတာထင်ရှားတယ်။ဘာကြောင့်အခုကျွန်တော် COVID-19 နဲ့ပတ်သက်ပြီးနိုင်ငံလုံးဒုက္ခရောက်နေတယ်။ဒီဆီထိုးရတဲ့တဝက်တည်းအဲ့ဒါနဲ့မူတည်ပြီးဒုတိယချက်ကနိုင်ငံစီးပွားရေးကြားတယ်။ဒါဒုတိယချက်။အဲ့လိုအချိန်မှာဒီလိုမထောက်မညာအာဏာသိမ်းတာအမြုံမြင်နေတယ်။အမြင်ကျင်းမြောင်းတယ်လို့ကျွန်တော်မြင်တော့ဒါတစ်ချက်နောက်တစ်ချက်ကတော့တိုင်းပြည်တမိုင်းကိုကြံကြည့်မယ်ဆိုကျွန်တော်အသက်80ရှိပြီ1960နှစ်ကိုဂျိုကြီးနေဝင်အာဏာသိမ်းလာတဲ့တုံးရတယ်ကိုဂျိုကြီးနေဝင်အာဏာသိမ်းတဲ့ကြောင့်26နှစ်ကာလမှာမြန်မာနိုင်ငံစီးပွားရေးချစ်ချုပ်ကြပါတယ်ခင်ဗျားတို့သိခဲ့နောက်ကိုဂျိုကြီးစောမောင်ကိုဂျိုမူကြီးတန်းရှိသူတို့လုပ်ခဲ့ရမှာတိုးတက်တဲ့အပိုင်းရှိတယ်တစ်ထည့်ပေါ်လာတယ်နိုင်ငံတစ်ခုလုံးချိန်ကြည့်မယ်ဆိုတော့စီးပွားရေးအောင်လူမှုရေးအောင်နိုင်ငံရေးအောင်အမှန်တချစ်လို့ကြားနိုင်ငံကမလေးစားနိုင်ငံကဗမာဆိုရင်လူရမှုနဲ့အဆင့်ကိုရောက်ခဲ့တာဘုတော်ဆန်းကြီးတက်လာတဲ့အခါမှာအစိုးရနဲ့လှုပ်ထပ်ကြနေတာတွေဟာမပြီးသေးလားစီကောင်းရှိနေဒီဘောမကြတာစီကောင်းရှိနေလို့တော့လည်းပဲပြည်သူလူထုမငြင်းစေဘူးလွတ်လပ်မှုကိုဦးစားပေးတယ်ဒီမိုကရေစီကိုဦးစားပေးတယ်ဒါတွေဦးစားပေးဆိုခဲ့တယ်နောက်အဓိကကြတာ2020ရွေးကောက်ပွဲမှာပြည်သူလူထုကတခဲနဲ့မဲပေးလိုက်တဲ့ကြောင့်83ရာခိုင်နှုန်းနိုင်တာ။ဆိုတော့ခေါ်တော့မယ်။လွတ်တော့ခေါ်တော့မယ်။အဲ့ဒီအချိန်မှာလွတ်တဲ့ချင်းအဖြစ်ဆိုတော့ဖွဲ့လည်းအတိမမပြုတော့ဘူး။လွတ်တော့လည်းအတိမမပြုတော့ဘူး။ဆိုကြတဲ့ကော2008ဖွဲ့စည်းပုံအခြေခံဥပဒေကလုံးဝပြတ်သွားပြီ။အဲ့ဒါသူတို့ပါဝင်ရေးဆွဲခဲ့တဲ့ကိုဥပဒေကိုလက်နေရေးတာရှင်းနေဖြစ်တယ်လို့ကျွန်တော်အဲ့လိုပြောချင်တယ်အဲ့တော့စိတ်ကောင်းတာတိုက်ပြီးအတွက်ဒီပုဂ္ဂိုလ်တွေအာဏာသိမ်းတာတိုက်ပြီးနဲ့လူမျိုးအတွက်လားသူတို့ကိုဂျိုးစီဝါအတွက်လားနော်အဲ့ဒါတွေကဆန်းစစ်ဖို့လိုပြီလားလို့တက်မှလို့ကောင်းဆောင်နေဒါကျွန်တော်သူခက်စကားပြောတာမဟုတ်ဘူးကိုယုံမင်းမင်းအောင်လည်းသူနဲ့သူမိသားစုကတိုက်ပြီးမှကြီးကြီးတက်ချမ်းသာနေတယ်လူတိုင်းသိတယ်တက်မလို့သာခေါင်းဆောင်နေတယ်သိတယ်အဲ့တော့တက်မလို့သာခေါင်းဆောင်နေတာအဲ့လိုလူမျိုးဆက်ထောက်ခံနိုင်မယ်ဆိုတော့ဒီတက်မလို့ပြည်သူလူထုကအစတော့မထောက်ခံတဲ့တက်မလို့အခုကပြည်သူလူရင်ရှာမုံစည်းရဲ့တက်မလို့ဖြစ်ပြီအဲ့တော့ကျွန်တော်အခုအချိန်အောင်ပြောချင်တာကတိုင်းပြည်ပြည်သားတွေနိုင်ငံသူနိုင်ငံသားတွေမြို့သားမျိုးတွေဖွဲ့ချုပ်တဲ့ဒေါအောင်ဆန်းစုကြည်ခေါင်းဆောင်မှုကိုလိုက်နာပြီးတော့ယုံကြည်ပြီးတော့အခက်နဲ့မဲပေးခဲ့တယ်အခုဒေါအောင်ဆန်းစုကြည်နဲ့ကျွန်တော်ဆိုရဖွဲ့ဖြက်စီးပြီးတော့မှအကုန်လုံးတုံရနေပြန်စခြင်းနဲ့လောက်ရအာဏာသိမ်းနဲ့လောက်ရဟာမမှန်မှုဆိုတဲ့အကြောင်းတိုင်းပြည်သားတွေကတတ်နိုင်တဲ့သူကိုဆန့်ကျင်ပေးပါဆန့်ကျင်တယ်ဆိုတော့အကြမ်းဖက်မဟုတ်ဘူးအကြမ်းဖက်တယ်မဟုတ်ကျွန်တော်တို့တောင်ဆန်းကြီးချမှတ်တဲ့ပြီးအကြမ်းမဖက်သောနီးနဲ့ civil disobedience ပေါ့ဒါမဟာဂန္ဓီတုံးခဲ့တယ်နီးအဲ့ဒီနီးနဲ့သူတို့လုပ်သမျှကိုဆန့်ကျင်တဲ့အကြောင်းလည်းပြောပြတဲ့တယ်လုပ်သမျှ program တွေကိုလည်းဝင်ပြီးတော့မပါသင့်ဘူးတစ်ချိန်မှာ
ကျွန်တော်တို့ဒေါအောင်ဆန်းစုရဲ့မျိုးဆက်တွေမကြခင်ကုံဆုံးတော့မှကျွန်တော်အသက်80ကြီးဒေါအောင်ဆန်းစု96နှစ်ကိုင်းမြခွန်ဆန်းတဲ့နေ့အဲ့ဒီပြီးတော့လည်းမနိုင်ငံရဲ့ဒီမိုကရေစီအတွက်လှုပ်ရှားတဲ့ struggle for democracy ဟာရှင်းပြမှာမဟုတ်ရှင်းပြအောင်လည်းကျွန်တော်ဒုတိယမျိုးဆက်ကနေပြီးတော့လုပ်သွားနိုင်မယ်လို့ကျွန်တော်ယုံကြည်နေတယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒါတော့ဆိုဘယ်လိုလုပ်ပါလဲ